အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ညအလေး YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ယနေ့ကျွန်တော်ဖတ်ပြမှာကတော့စာရေးဆရာဆောင်းလူတင်ရေးသားခဲ့တဲ့မြင့်လက်တက်ပေမဲ့ရေးစည်းကျမ်းနဲ့ဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့အတူတူလိုက်ပါခန်းစားနားဆင်လိုက်ကြရအောင်ဗျာ။ယခုသွားရောက်နေသောခရီးစဉ်သည်ကျွန်တော်အတွက်မွေးရမြေသို့နောက်ဆုံးသွားရောက်သောခရီးစဉ်ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။အနာဂတ်တွင်မွေးရမြေ၌ကျွန်တော်ခင်တွယ်သူများရှိတော်မူမဟုတ်သောကျွန်တော်ငယ်စဉ်ကနေထိုင်ခဲ့သည့်အိမ်သည်လည်းရှိတော်ပေမည်မဟုတ်ပေ။အဘယ်ကြောင့်ဆိုတော့ယခုမွေးရမြေသို့ပြန်နေခြင်းမှာငယ်စဉ်ကကျွန်တော်တို့မိသားစုနေခဲ့သောအိမ်ကိုအပီးပိုင်းရောင်းချရန်သွားရောက်နေခြင်းဖြစ်သောကြောင့်ဖြစ်ပါ၏။ငယ်စဉ်ဘဝသည်ကြည်နူးချမ်းမြေ့ပွဲမဟုတ်တော့လဲဇာတိရရဖြစ်သည်မို့ကျွန်တော်တန်ရောစဉ်တွေ့ရပါသည်။ကာကိုမောင်းလာရင်ကျွန်တော်အတွေ့ရတွင်ငယ်ဘဝအရေးများထင်ဟပ်လာပါတော့သည်။ကျွန်တော်တို့အင်္ဂလိပ်ကကျွန်တော်ဇာတိမျိုး၏အချက်ချာကြသောနေရာတွင်ရှိပါသည်။သို့သောအင်္ဂလိပ်ကတော့အိုဟောင်းလာပါပြီ။ကျွန်တော်အမေရဲ့အဖိုးအဖွားများလက်ထက်ကလေးကပိုင်ဆိုင်ခဲ့သောအိမ်ဖြစ်ပြီးအမေတို့မောင်နှမကအမွေရခဲ့သည်။စီးပွားရေးမပြေလည်၍အမေလက်ထက်တွင်ပြုပြင်မွမ်းမံနိုင်ခြင်းမရှိလို့အင်္ဂလိပ်မှာကျွန်တော်ငယ်စဉ်ကလေးကပဲဟောင်းအိုနေပါပြီ။အမေသည်ဤအင်္ဂလိပ်တွင်ကြာရှည်နေထိုင်ခွင့်မကြုံခဲ့ရပါ။ကျွန်တော်အသက်8နှစ်ကျွန်တော်အငယ်ဆုံးညီမအသက်3နှစ်အရွယ်မှာပဲအမေကွယ်လွန်ခဲ့ပါသည်။ကျွန်တော်တို့မောင်နှမ3ယောက်သည်အဖေအမေရဲ့မောင်ကျွန်တော်ဦးလေးတို့နှင့်ထိုအိမ်လေးတွင်နေထိုင်ကြည့်ပြင်းခဲ့ရပါသည်ကျွန်တော်တို့မောင်နှမ3ယောက်တွင်ကျွန်တော်ကအကြီးဆုံးဖြစ်ပြီးကျွန်တော်အောင်မှာအေးနဲ့ထွေးထွေးဆိုတဲ့ညီမလေး2ယောက်ရှိပါသည်ကျွန်တော်အဖေမှာလက်သမားဆရာဖြစ်သည်သို့တော့အမေကွယ်လွန်ပြီးနောက်ပိုင်းစိတ်လေလွင့်ကအဖေသည်အလုပ်ကိုကောင်းကောင်းမလုပ်ရက်သာဖိတောက်နေခဲ့ရအရက်သမားစစ်စစ်ဖြစ်နေပါပြီကျွန်တော်ဦးလေးသာမရှိခဲ့ရင်ကျွန်တော်တို့မောင်နှမ3ယောက်ဘဝမှာတွေ့ဝင်စရာမရှိပါဦးလေးကျေးဇူးကြောင့်နေတာကျွန်တော်တို့ပညာသင်တိုင်းထမင်းနက်မှန်အောင်စားနိုင်ခဲ့ခြင်းဖြစ်ပါသည်ကျွန်တော်တို့က၄သိန်းဟုခေါ်သောအမေရဲ့မောင်ကျွန်တော်ဦးလေးကိုတင်သိန်းရှာကျွေးရည်သာကျွန်တော်တို့လက်မှန်ခဲ့ရသည်မိဘကိုစော်ကားလိုခြင်းမဟုတ်တော့လဲကျွန်တော်ဖခင်သည်၄သိန်းလောက်ကျွန်တော်တို့အပေါ်တာဝန်မကြီးခဲ့ပါ၄သိန်းဒီလဲပညာတတ်တယောက်မဟုတ်ပါ၍ဝင်ငွေများများမရှာနိုင်ပါတူမများကိုချစ်တဲ့စိတ်ဖြင့်သာ၄သိန်းခမအပင်ပန်းခံကြိုးစားရုန်းကန်ရခြင်းဖြစ်ပါသည်၄သိန်းသည်အရက်ထဲကအိမ်လေးမှာအဝေလျှော်ခြင်းထင်းခွဲရခတ်ပေးခြင်းတန်ရှိလုပ်ပေးခြင်းအစားအသောက်ကူညီချက်ပြုတ်ပေးခြင်းစသည့်အလုပ်များကိုပင်ပန်းစွာလုပ်ကင်ကပတ်စံကိုအောက်ကျနောက်ကျရှာခဲ့ရပါသည်မြို့မှာအလူမင်္ဂလာပွဲများရှိနေလဲ၄သိန်းကသွားရောက်လုပ်ကင်ပေးတက်ကပတ်စံရအောင်ရှာတတ်သည်သူများပေးခြင်းကမ်းခြင်းအောင်လဲယူကျိုးလုပ်ကင်ပေးရှာပါသည်၄သိန်းသည်ထိုကဲ့သို့အိမ်ပြဟိယအလုပ်များကိုသာလုပ်ကင်ရင်ငွေရအောင်ရှာတတ်ပါသည်အဖေတို့လိုလက်သမားစေတုသမားပယံသမားအလုပ်မျိုးမလုပ်နိုင်ရှာပါ၄သိန်းကိုဘသူကမှလည်းထိုအလုပ်မျိုးမခိုင်းပါအဘယ်ကြောင့်ဆိုတော့၄သိန်းကမိမစိတ်ပေါက်နေသောမိမရှာတယောက်ဖြစ်သောကြောင့်ပင်ကိုတင်သိန်းခေါ်၄သိန်းကိုတရက်ကွက်လုံးကအသိန်းလိုပဲခေါ်ကြသည်အသိန်းဟုဆိုလိုက်ရင်၄သိန်းကိုဆိုလိုမှန်းတစ်မျိုးလုံးကပင်သိကြသည်၄သိန်းကိုအလုတ်ခေါ်ခိုင်းမှုလိုလတ်ရှိသည့်အချက်ထဲတွင်၄သိန်းရောင်တတ်တာကြောင့်လည်းပါသည်သူခါကိုတို့လင်ရောင်တတ်သော၄သိန်းအကျဉ်းကလူတွေကိုဟာတာဖြစ်စေသည်ရဲမောရစေသည်စိတ်ပျော်ရွှင်ရစေသည်၄သိန်းသည်ခါကိုအတုတ်ခံရလျင်ရောင်ပြီးပါဇက်ကပေါက်ကရရုတ်တနတ်တများထွက်လာတတ်ပါသည်ခါကိုတိုးပြီးရှေ့ကကပြလျင်သူလည်းလိုက်ကတတ်ပြီးသူ့ကိုစနောက်သူကအကရက်လိုက်တော့လဲသူကတချင်းတစ်ပုံလုံးဆုံးသည့်ထိကနေတတ်၏ဟဲ့အနှုတ်ဆုပ်ကုန်းဆုပ်ပလုတ်တော့တယောက်ကခါကိုတိုးလိုက်၍၄သိန်းရုတ်တရက်ရောင်လိုက်တိုင်းအနားမှာရှိရသူများရေမောကြရသည်တခါတရံတော့လဲသူခါကိုရုတ်တရက်တိုးလိုက်ရင်ယောက်ျားဘာသာအမောင်ထဲမှာကြော်ဟင်းနဲ့ငါနဲ့ညာအစီငေါ်မတဲသောစကားများ၄သိန်းနှုတ်မှထွက်ပေါ်လာတတ်ပြန်သည်တခါကရှင်ပြုအလူပွဲတစ်ခုမှာ၄သိန်းငရုတ်သီးထောင်းနေတော့ကိုတင်မောင်းဆိုတဲ့လူပြိုကြီးကခါကိုတိုးလိုက်ရာငရုတ်သီးရဲ့မျက်နှာဆင်းတင်မောင်ငါရဲ့လင်း၄သိန်းနှုတ်ကရုတ်တရက်ရောင်လိုက်သောစကားကြောင့်ဘေးကလူတွေတအုံရင်မွကြတော့သည်ပေါ်ကုန်ပြီတင်မောင်ကဘယ်တော့မှနစ်လင်ဖြစ်လိုက်တာတော့အသိန်းလူပြိုကြီးတင်မောင်နဲ့အသိန်းနဲ့ခြေပုံးခုန်နေကြတာဟိပေါ်ပြီဟာဟုတ်ပါဘူးတော့သူခါကိုတိုးလို့ကျုပ်ဘာသာရောင်းလိုက်တာပါကျုံနဲ့တင်မောင်ဘာမှမဖြစ်ပါဘူးစောက်ချောင်းမနင်းကြောင်ငါ့ကိုလူတွေတမျိုးထင်ကုန်ကြပြီကိုတင်မောင်ကရှက်သွားက၄သိန်းကိုအပြစ်ပြောလိုက်သည်ဟဲ့မသားနင်ဘာလို့ငါခါကိုလာလို့သေးလဲငါရောင်တမန်းသိရတဲ့နဲ့ကဲပါကွာခုမှညင်းမနေကြပါနဲ့ဒီမောင်နဲ့အသိန်းကိုအတိမတ်ပြုပေးလိုက်ကြဟိသူတို့စုံတွဲကိုလူကြီးစုံရနဲ့ပေးစားလိုက်ကြရအောင်ဟာခမရတို့ကလည်းအလူကိုကုလို့ဖို့လာတော့လူပြိုကြီးကိုတင်မောင်ရှက်နဲ့ထွက်ပြေးသွားပါတော့သည်အခြားသူများအတွက်ရေမောစရာဖြစ်တော့လေကျွန်တော်ဦးလေးအတွက်ရှက်နေခဲ့ရပါသည်မိမရှာဖြစ်နေလို့ရှက်ရတဲ့ကြားတဲ့ရောင်တသောဦးလေးနှုတ်မှာပောက်ကရစကားတွေကြောင့်ပူပြီးရှက်ခဲ့ရပါသည်ကျွန်တော်အတွက်ရှက်စရာကိုခံယူထားတော့လေရောင်တချင်းသည်၄သိန်းအတွက်အခွင့်အလမ်းတစ်ခုဖြစ်နေခဲ့ပါသည်ခိုင်းစရာရှိရင်အသိန်းကိုကော်ခိုင်းဟဲ့သူကအလုံလက်စစ်ဆက်လှုပ်တတ်တယ်
ရဲနဲ့ရဲရတယ်ဟုတ်ပါပြင်းရင်သူ့ခါကိုတိုးလိုက်ရုံပဲသူရောင်ရင်တိတ်ကြီးရတာခါတို့ပြီးတချင်းလေးတပုတ်သာလက်ခုပ်တီးဆိုပေးလိုက်ခါလို့မဆုံးတော့ဘူးအဲ့ဒါကြောင့်ကျုပ်တို့တော့အိမ်မှာဒုစရာရှိရင်အသိန်းကိုခေါ်လိုက်တော့တာပဲအသိန်းကိုအလုတ်ခိုင်းရတာအလုတ်အတွက်စိတ်ချရတယ်ရဲလဲရဲရတယ်ဟဲ့ရောင်တတ်သောအချက်တစ်ချက်နဲ့ပင်လေးသိန်းမှာအလုတ်များမအားရအောင်လုပ်ရပါသည်မြို့မှာအလူမင်္ဂလာပွဲတွေရှိလေအလူရှင်များကလေးသိန်းကိုမရမကခေါ်ကြသည်လေးသိန်းဒီသူတို့အတွက်အလုတ်ကိုတည်တည်တတ်တတ်လုပ်ပေးနိုင်သူဖြစ်သလိုဟာတာဖြင့်ဖြောပြပေးသောလူရှင်တော်တဦးဖြစ်နေပါသည်အလူပွဲများတွင်လေးသိန်းကိုတယောက်ပြီးတယောက်ခါတို့ကရေမောကြသည်ကားခိုင်းကြသည်အများအတွက်ရေစရာဖြစ်တော်လဲကျွန်တော်ကတော့ဦးလေးဖြစ်သူကိုကြည့်ကတနာမိပါသည်ကာခုံပြီးမောပန်းနေသည့်လေးသိန်းကိုကြည့်ကစိတ်မကောင်းဖြစ်မိပါသည်လေးသိန်းအဲ့ဒီလိုအလုပ်တွေမပြတ်လုပ်နေရလို့လဲကျွန်တော်တို့မောင်နှမ3ယောက်ထမင်းနက်မှန်အောင်စားနိုင်ပြီးကြောင်းနေနိုင်ခြင်းဖြစ်ပါသည်အခါကကျွန်တော်ကြောင်းသွားရလမ်းရှိအိမ်တိမ်မှာလေးသိန်းအဝတ်လျှော်နေသည်ထိုအိမ်မှာကလေး3ယောက်ကလေးသိန်းခါကိုတို့ကရေမောနေကြသည်ခါတို့ခံရသောလေးသိန်းကြီးအယုဒ္ဓအနတ္တတွေပြောကလေးတွေလက်ခုပ်တီးတချင်းဆိုပေးလိုက်တဲ့အလိုက်အတိုင်းကပြရင်အမောဆိုနေပါသည်နေကြပါအောင်ဟဲ့နေကြပါအောင်ကလေးတွေရဲ့ငါဝှစ်လျှော်ပြီးရင်နေတို့ကိုတော်ဝါကြီးကပြပါမယ်အဝေးဖြောင်းဖြောင်းလျှော်ပြရစီမောလုံးလို့ပါဟဲ့မောတန်ကြီးဖြင့်တောင်းပန်နေသောလေးသိန်းကိုကြည့်ကကျွန်တော်မျက်ရည်ဆိုးလာပြီးထိုရင်အနီးမှာပြေးထွက်ခတ်မိပါတော့သည်လေးသိန်းအတွက်နှောက်ရက်တစ်ခုမှာကျွန်တော်အဖေကိုမြဆောင်ဖြစ်ပါသည်အိမ်အတွက်စားဝတ်နေရေးကိုလေးသိန်းတာဝန်ယူထားလို့အင်ကိုငွေပေးရမလို့သူရတဲ့လောက်ခကိုသူ့ဘာသာအရက်တော့ပြသည်ဒီရတဲ့အလုပ်သိမ့်မကောင်းတဲ့အချိန်တွေမှာဝင်ငွေမရှိတော့အရက်ဖို့လိုသည်လေးသိန်းဝတ်ထားသောပတ်စံများကိုအရက်တော့ဖို့လေးသိန်းမသိအောင်ယူသည်ငါကောင်းစုထဲမှာထည့်ထားတဲ့ပတ်စံကြီးဘယ်ရောက်ကုန်တော့တင်ချင်းစုများဆောင်နေမဲမဟုတ်လားနေရက်တော့ဖို့ယူတာမလားအချောင်းကကိုဟာဘူဘယ်နာထားမှမသိပဲနဲ့ငါ့ကိုလာမစွတ်ဆွဲနဲ့ဟဲ့ဒီအိမ်မှာငါပတ်စံကိုခိုးမဲ့လူကနေတယောက်ပဲရှိတာနေမခိုးလို့ဘသူခိုးမှလဲရက်သမားရဲ့တကယ်တော့သူ့ကြောက်လို့လုံုံမဲ့ထင်ပြီးခေါင်းကိုထည့်ထားမိပါတယ်ဘယ်ချိန်ကချောင်းပြီးမှတ်ထားလဲမသိဘူးပေးပြန်ပေးမသိဘူးကုန်ပြီငါရက်တော့ပြစ်လိုက်ပြီတေးချင်းစိုးကားလာတာအလက်မလေးကကြောင်းဝစ်စုံဟောင်းပြီးဆိုလို့ဝစ်စုံအောင်တဲ့ဝယ်ပေးဖို့ငါစုထားတာအကြီးကောင်ကလည်းသူ့အတန်းထဲမှာရေဦးဖို့နဲ့တပြက်စီဖို့သွင်းရအောင်ပါတဲ့ခုတော့ကုန်ပါပြီဟဲ့နားကြီးရဲ့ဂန်တူးမရပြန်ရှာပေါ့ကွာမသားပြောတော့တာလွယ်နင်းသားသမီးအတွက်ငါစုထားတာဟဲ့နင်းကမွေးအောင်လှုပ်ယုံမဲ့လှုပ်ပြီးဘာတောင်းဝင်ယူသလဲငါကတော့ငါအမမွေးထားတဲ့ကလေးတွေမို့တန်ရောစင်ကြီးလိုက်ရတာငါပတ်စံနဲ့တောက်တဲ့ဆောက်ရင်အပင်းဖြစ်ပါစီတော့ဒီအချောက်တော့အဖေကပြေးလာပြီးလေးသိန်းပါဖို့လက်ပြန်ရိုက်ချလိုက်ရလေးသိန်းကြီးကြီးပေါ်လဲကျသွားသည်အဖေမလုပ်ပါနဲ့အဖေရဲ့ညီမလေးနှစ်ယောက်ကငိုယူတားမြစ်သည်လေးသိန်းနဲ့အဖေကိုပြန်မလို့ရဲရှာတကယ်တော့ဒီအဖြစ်မျိုးကကျွန်တော်တို့အိမ်အတွက်ရိုးနေပါပြီနောက်ပိုင်းတွင်လေးသိန်းကသူ့ပတ်စံအားလုံးကိုသူ့ပစိုးခါကြတဲ့တွင်ကြစ်ပါအောင်လိန်ထားတော့သည်ဒါတော့လေးသိန်းအိတ်နေတော့အဖေကပစိုးကိုဖြီးကရအောင်ယူတတ်သေးသည်တကယ်တော့လေးသိန်းဝါသနာပါတော့ဖြစ်ချင်သောဘဝမှာနတ်ကတော်ဖြစ်ပါသည်မင်းမရှာဖြစ်နေသောလေးသိန်းသည်နတ်ကတော်အလွန်ဖြစ်ချင်သည်မျိုးကနတ်ကတော်မင်းမရှာကြီးကျွေးစီမှာအမေမမီခေါ်ကချင်းကပ်သည်နတ်ပွဲရှိတိုင်းနတ်ပွဲမှာအချိန်ဖြုံးကကုညီညာလောက်ကန်ပြီးသည်နတ်ကတော်မင်းမရှာကြီးများချစ်အောင်နေသည်သူ့ကိုနတ်ကတော်တယောက်ဖြစ်အောင်မြေတောင်မြောက်ပြီးဖို့တောင်းဆိုရှာသည်အသိညီငယ်ပါသေးတယ်အေးကြိုးစားရင်တနေ့ဖြစ်လာမှာပေါ့ညီပညာလူသေးတယ်နတ်ကတော်ဆိုတာကြည်တော်သာလွဲတဲ့ထင်ရတာနတ်လုပ်ငန်းစဉ်တွေအများသားညီလေးလာဖို့လူသေးတယ်ငါသမီးငါတို့မိမရှာတွေကိုနတ်တွေချစ်ပါတယ်တနေ့နေ့တော့ဖြစ်စေရမှာပေါ့ကနာစီနတ်ကတော်ကြီးကလေးသိန်းကိုနှစ်သိမ့်ခဲ့သည်အသိနဲ့နတ်ကတော်မဖြစ်ဖြစ်အောင်ကြိုးစားမှာပါမမီတင်သိန်းတယောက်မိမရှာဖြစ်နေတာပဲဝမ်းသာရမယ်တင်သိန်းသာယောက်ျားလေးစိတ်ဆိုရင်အချိန်တန်အိမ်တော်ပြုသားကြွေးမှုမရကြွေးမှုနဲ့ဒီကလေးတွေဘောကမတွေးရစရာပဲဟုတ်ပါကိုမြဆောင်ကနီးနီးညံ့ညံ့အရက်တောက်နေတော့ကလေးတွေဒုက္ခရောက်မှာအသိန်းကသူ့ညမမွေးထားတဲ့တူတူမတွေကိုချစ်ရှာပါတယ်ကလေးတွေတာဝန်သူ့ပဲယူထားတာအမကြီးပြောတာဟုတ်တယ်မှန်တယ်အသိမိမရှာဖြစ်နေတာကလေးကံကောင်းမှုပဲအိမ်နီးနာချင်းများကြီးမှတ်ချက်စကားများဖြစ်ပါသည်ဒီနေ့ဆရာများအစည်းအဝေးရှိကျောင်းမှာစောဆင်ပေးလိုက်ပါသည်ကျွန်တော်6တန်းနှစ်ကဖြစ်ပါသည်ကျွန်တော်အိမ်ပြန်လာရာအိမ်ထဲမှာအဖေနဲ့လေးသိန်းဟောကြီးဟစ်ကျစကားအချီအချပြောနေတဲ့ကိုကြားနေရပါသည်မလုပ်ပါနဲ့ဟဲ့မလုပ်ပါနဲ့ငါတောင်းမှန်ပါတယ်မြဆောင်ရဲ့လုပ်ပါဟာငါမနေနိုင်လို့ပါဟာဟင်းမရဘူးအချောက်မငါကောင်းကောင်းပြောနေတာနော်အဖေနဲ့လေးသိန်းဘာဖြစ်နေကြပါလဲဟုသိကျင်စိတ်ဖြင့်အိမ်အနီးကိုခတ်တိုးတိုးချင်းခါခါထရန်ပေါက်မှချောင်းကြည့်လိုက်ပါသည်မြင်လိုက်ရသောမြင်ကွင်းမှာကျွန်တော်မြင်တက်သွားရသည်အဖေနဲ့လေးသိန်းတို့ရဲ့အဖြစ်ကိုကြည့်ရင်ကျွန်တော်ဝမ်းနေလာသည်ခဏနေတော့အဖေသည်အောင်နိုင်သူစစ်သူကြီးပမာအိမ်ထဲကနေထွက်သွားသည်လေးသိန်းကအပြင်ထွက်သွားတော့အဖေကိုလှမ်းအောင်ပြောလိုက်သည်ဒါပဲနော်ဒီအကြောင်းဘယ်သူမှမသိသေးနဲ့နော်ဟဲ့မြတ်ဆောင်ငါပြောတာကြားရလားဘယ်သူမှပြန်မပြောနဲ့နော်ကျွန်တော်ဒီအိမ်ထဲကိုတော်တော်နဲ့မဝင်မိပဲတကားကြားမှာငိုနေမိပါသည်အတွင်းများကထိုနေရာရောက်တွင်ကျွန်တော်ကားဆက်မောင်းလို့မရတော့ပါ
လမ်းပြီးတစ်ပင်တစ်ပင်အောက်မှာကားကိုထိုးရလိုက်ရပါသည်ကျွန်တော်တသက်သားလုံးကြောင်းစောချင်းခဲ့ရသောနေ့ကမြင်ခဲ့ရသောအဖေနဲ့လေးသိန်းတို့ရဲ့အဖြစ်ကိုပြန်တွေးမိရရင်နာနေမိသည်ကြေကွဲနေမိသည်ထိုအဖြစ်ထိုမြင်ကွင်းသည်ကျွန်တော်ရင်ထဲတွင်စုတစ်ချောင်းလိုစုဝင်နေခဲ့သည်တွေးမိတိုင်းလေးသိန်းကိုတနာနေခဲ့ရပါသည်ကျွန်တော်သည်စိတ်တည်ငြိမ်သွားသည့်အထိတစ်ပင်အောက်မှာနားနေပြီးမှကားကိုစမောင်းထွက်ခဲ့ပါသည်သာသမီများအပေါ်တာဝန်မကျေသောလေးသိန်းကိုဒုက္ခပေးမြင့်ဖြစ်သောအဖေသည်ကျွန်တော်9ရက်နှစ်တွင်ကွယ်လွန်သွားခဲ့ပါသည်ကျွန်တော်ကကြောင်းဆက်မနေတော့ဘဲအလုပ်လုပ်မယ်ဟုပြောသောအခါဘာလို့ကြောင်းထွက်မှာလဲငါတူရဲ့လေးသိန်းကိုတနာလို့ပါလေးသိန်းတယောက်ထွက်ရှာကျွေးနေရတာမကြည့်ရလို့ပါလေးသိန်းရဲ့ဖြစ်ရနေသားရဲ့နင်းဖေရှိတုံးကလည်းသူ့လိုစားဘယ်နှပြအင်ကူပေးခဲ့ဘူးလို့လေသားရဲ့လေးသိန်းကပဲတခြားလုံးရှာကျွေးလာတာလीဟုတ်ပါလေအဲ့ဒါကြောင့်လေးသိန်းကိုဆက်ပြီးဒုက္ခမပေးရင်တော့လို့ပါတော်စမ်းမှာငါအမကမွေးခဲ့လို့ညီတို့မောင်နှမ3ယောက်အတွက်ငါတစ်ဘွားလုံးကိုမြုပ်နှံထားတာလေးသိန်းကိုတနာရင်လေးသိန်းကိုချင်းကြောင်းထွက်မဲ့စကားမပြောပါနဲ့ငါသားလေးသိန်းကသားတို့မောင်နှမ3ယောက်ကိုဝဲရတဲ့အထိကြောင်းထားပေးနိုင်ပါတယ်လေးသိန်းရဲ့မဖြစ်နိုင်ဘူးထင်လို့လားမောင်ထင်အောင်အခုလေးသိန်းနတ်ပွဲမှာဝင်ကားခွင့်ရနေပြီနတ်ကတော့ဖြစ်ရင်ပတ်စံနေအများကြီးရမှာပါကွမမိုက်ပါနဲ့တားရဲ့ကြောင်းမထွက်ရဘူးနော်10တန်းအောင်ကြိုးစားပါကွလေးသိန်းတယောက်လုံးရှိပါသေးတယ်လေးသိန်းတောင်းမှန်လို့ကျွန်တော်ကြောင်းမထွက်ဖြစ်ခဲ့ပါ10တန်းကိုလည်းနှစ်ချင်းပေါအောင်မြင်ခဲ့ပါသည်သို့တော့ကျွန်တော်လေးသိန်းကိုဆက်ပြီးဒုက္ခမပေးရင်တော့လေးသိန်းမှာညီမလေး2ယောက်အတွက်တာဝန်ရှိသေးသည်ကျွန်တော်ဒီဘဝအတွက်အကောင်းဆုံးနီးလန်းကိုတွေးတော့ကစစ်တပ်ကတူဘိုးလောင်းတင်လန်းကိုရှောက်ထားခဲ့ပါသည်ကျွန်တော်ကြိုးစားမှုကြောင့်စစ်တပ်ကတူဝင်ခွင့်ရခဲ့ပါသည်ထို့အချိန်မှစ၍ဇာတိမျိုးနဲ့ကျွန်တော်အင်္ဂလိပ်ကိုစွန့်ခွာထွက်ခဲ့သည်မှာယခုအချိန်ထိပါပင်ကျွန်တော်စစ်တပ်ကတူတက်နေသည့်အချိန်တွင်လေးသိန်းနတ်ကတော်ကြီးလုံးလုံးဖြစ်နေခဲ့ပါပြီလေးသိန်းကြိုးစားမှုကြောင့်နတ်လောကမှာဝင်ဆက်နေပါပြီသူရောက်ရှင်တဲ့ပန်းနိုင်ကိုရောက်အောင်အရာသွားနိုင်ခဲ့သည့်လေးသိန်းအတွက်ကျွန်တော်ဂုဏ်ယူပါသည်လေးနှစ်တက်ရောက်ပြီးပိုသိန်းနှန်းဆင်းပွဲကိုကျွန်တော်ကလေးသိန်းကိုလာရောက်စေခြင်းသည်သို့တော်လေးသိန်းတင်နှန်းဆင်းပွဲကိုမရောက်လာခဲ့ပါမြို့ကဆွေမျိုးနီးစက်တော်သောလင်းမယားကိုသာကျွန်တော်အုပ်ထင်းသူအဖြစ်လွှတ်ပေးလိုက်ပါသည်သူတို့နဲ့အတူစားသားဆောင်ရေးပေးလိုက်ပါသည်တာစစ်ဘူကြီးဖြစ်သွားတော့လေးသိန်းပြောလိုက်တာဝဲတင်နှန်းဆင်းပွဲကိုတော့လေးသိန်းမလာတော့ဘူးသားလေးသိန်းကဘေးမရှာကြီးလေတင်နှန်းဆင်းပွဲမှာလေးသိန်းအတွက်တာမျက်နှာငင်းမှာဆူလို့ပါကိုရင်းမြင့်နဲ့မတ်တင်ပိုင်လင်းမယားကိုလွတ်လိုက်တယ်တုံမျိုးထဲမှာတူဆိုလို့သူတို့နေမယားပဲရှိကြသည်တာစစ်ဘူဝစ်စုံနဲ့ဓာတ်ပုံလှလာလိုက်တာရိုက်ပေးလိုက်ပါအေးလည်း10တန်းအောင်ပြီးထွေးကလည်း10တန်းသူလည်းစားတော့တယ်အောင်မှာပါတူရီတူမယူထုံးပေါက်တာမြင်ရတာနဲ့လေးသိန်းဝမ်းသာလာပါတယ်အိမ်နဲ့အစ်စ်ပြင်ဆောက်တော့မယ်သားကြီးဘိုးတင်နဲ့ဆင်းဝဲကိုရောက်မလာခဲ့တော့လေးသိန်းဒီကျွန်တော်မင်္ဂလာဆောင်ကိုလည်းမလာခဲ့ပါနတ်ပွဲကြီးလက်ခံထားတာများလို့မအားလို့မလာနိုင်ဘူးလို့ဆိုတာလက်ဖွဲ့ငွေပဲပေးခဲ့ပါသည်ကျွန်တော်သိပါသည်စစ်ဘိုလ်ဖြစ်နေတော့တူတော်မောင်မျက်နှာငယ်မှာဆိုလို့သူ့ရဲ့မိမရှာအသွင်တန်ကြီးနဲ့မင်္ဂလာပွဲကိုမတက်ရောက်ခဲ့ခြင်းဖြစ်ပါသည်မြို့မှာထွက်ခွာပြီးနှစ်ပေါင်း20အတွင်းကျွန်တော်လည်းမြို့ကို3កောက်ပဲပြန်ရောက်ခဲ့ပါသည်လေးသိန်းဤကြိုးပမ်းမှုကြောင့်ကျွန်တော်တို့အိမ်လေးမှာနှစ်ထပ်2ရန်ကအိမ်လေးဖြစ်နေခဲ့ပါပြီအိမ်အောက်ထပ်ရဲ့4ပုံ3ပုံမှာလေးသိန်းရဲ့နှက်ခမ်းဖြစ်ပါသည်လေးသိန်းကလည်းကနားစီအဖြစ်ဖြင့်ဝိုင်းနက်ကတော်ကြီးဖြစ်နေကတပည့်တပန်းများကိုးကွယ်စည်းကပ်သူများဖြင့်ခန့်ထည်နေပါပြီမာမီဟုလေးစားသောခေါ်ခံရသောဘဝကိုရောက်နေလေပြီအရှင်ရောဝါကြောင့်လေးသိန်းကိုခါတို့ပြီးစားနောက်မဲ့သူလည်းမရှိတော့ပါမိမရှာတယောက်ဖြစ်တော့လဲကိုရည်ရွယ်ရာပန်းနိုင်ကိုရောက်အောင်သွားနိုင်ပြီးကြီးပွားအောင်လှုပ်ဆောင်နိုင်သောလေးသိန်းကိုကျွန်တော်လေးစားမိပါသည်ညီမလေး2ယောက်လည်းဘွဲရပညာဆုံးကအိမ်တော်အသီးသီးကြာသွားခဲ့ပါပြီမနစ်ကအသက်46နှစ်အရွယ်မှာလေးသိန်းကွယ်လွန်သွားခဲ့ပါသည်ညီမကြီးအေးကသူ့ယောက်ျားဇာတိအထက်အညာမှာအပြီးတိုင်အခြေချတော့မည်ညီမအငယ်ထွေးကလင်မယား2ယောက်လုံးဝင်နှမ်းမှုမြို့သစ်မှာမြေကွက်ရသည်ရသည့်မြေကွက်ပေါ်မှာအိမ်ဆောက်ခြင်းသည်လက်ရှိအိမ်လေးကိုရောင်းချပြီးအမွေခွဲခြင်းပါရလို့ကျွန်တော်ဖုံးဆက်ပြောကြသည်ညီမလေးတို့သဘောပဲဒီကိုအတွက်တော့မလိုပါဘူးကိုမယူပါဘူးညီမလေးတို့2ယောက်ပဲခွဲယူရပါအင်ကိုရောင်းမှုစီစဉ်လိုက်လက်မှတ်ထိုးပေးဖို့အတွက်ကိုခွင့်ယူပြီးလာခဲ့မယ်အိမ်ရောင်းချရင်ပြောဆိုစီစဉ်ပြီးဖြစ်ပါ၍သဘောတူစာချုပ်တွေလက်မှတ်ထိုးပေးရင်ကျွန်တော်ဇာတိမြို့သို့ပြန်လာခဲ့ခြင်းဖြစ်ပါသည်ရောက်သည့်ညနေမှာပင်အိမ်ရောင်းဝယ်ကိစ္စပြီးစီးသွားပါသည်ပစ္စည်းများကိုကြိုတင်သိမ်းဆည်းထားပြီးဖြစ်ပါသည်ကျွန်တော်တို့သည်အိမ်မှထာဝရဖယ်ခွာပေးရတော့မည်ညီမငယ်ချွေးကဓာတ်ပုံတစ်ပုံကိုကျွန်တော်လက်ထဲကိုထည့်ရင်ပြောသည်အိမ်ရှင်းတော်ခြောင်ထဲကထွက်လာတာကိုလေးသိန်းငယ်ကအလူမာကခဲ့တဲ့ပုံကိုအမှတ်တရသိမ်းချင်ယူသွားသည်ကျွန်တော်ဓာတ်ပုံကိုယူကြည့်လိုက်သည်တယောက်ကခါကိုတို့လိုက်ပုံရပါသည်လေးသိန်းဒီလူတွေကြားထဲမှာကွေးနေအောင်ကနေသည်ဘေးကလူများကလေးသိန်းကိုရဲမော်လီရဲ့ကြည့်နေကြသည်ကျွန်တော်ရင်ထဲကစူးသည်လှုပ်လာပြန်သည်6တန်းနှစ်ကမြင်ခဲ့ရသောအဖေနဲ့လေးသိန်းတို့အပေးယူလုပ်နေသည့်မြင်ကွင်းကိုမြင်အောင်လာသည်ကိုအသက်ကြီးလာတော့လေးသိန်းရောင်တတ်တာပျောက်သွားတယ်တီလာလေးသိန်းမချမ်းပါတော့လေးသိန်းစိတ်ကြီးနေအောင်ဆိုပြီးညီမလေးကခါကိုတိုးပြီးစားဘူးသေးတယ်လေးသိန်းလုံးဝမရောင်တော့ဘူးနေစမ်းမှာသမီးရဲ့တဲ့ပြန်ပြောတယ်ကျွန်တော်ပြောမှဖြစ်တော်မီပြောလိုက်ပါတော့မီညီမလေးတို့ကိုပြောစရာရှိတယ်လာထိုင်အောင်ညီမ2ယောက်ကအန်ဟောဟန်ပြီးကျွန်တော်နားကိုလာထိုင်သည်မင်းတို့လည်းလာနားထောင်ကြသည်ကျွန်တော်ကပြောတော့ရောက်ခ2ယောက်လည်းအနားရောက်လာပါသည်လေးသိန်းအကြောင်းကိုပြောပြမလို့ပါကို6တန်းနှစ်ကပေါ့
အဲ့ဒီတုန်းကကျောင်းစောဆင်းတော့ကိုအိမ်ကိုစောပြန်လာတယ်အဲ့ဒီမှာအဖေနဲ့လေးသိန်းတို့ရဲ့အဖြစ်ကိုမြင်လိုက်ရတာပဲကျွန်တော်အိမ်ပြန်လာရအိမ်ထဲမှာအဖေနဲ့လေးသိန်းတို့အော်ကြီးဖြစ်ကျစကားအကြီးအကျပြောနေတဲ့ကိုကြားလိုက်ရပါသည်မလုပ်ပါနဲ့ဟဲ့မလုပ်ပါနဲ့ငါတောင်းမှန်ပါတယ်မြဆောင်ရေလုပ်ပါဟာငါမနေနိုင်လို့ပါဟင်းမရဘူးအဖေနဲ့လေးသိန်းတို့ဘာဖြစ်နေကြပါလဲဟုသိကျင်စိတ်ဖြင့်အိမ်ကြီးကိုခတ်တိုးချင်းကထရန်ပေါက်ကနေချောင်းကြည့်လိုက်ပါသည်အဖေကလေးသိန်းစီကအရက်ဖို့တောင်းနေခြင်းဖြစ်သည်လေးသိန်းကခါကြားထဲမှာလိတ်ထားသောပက်ဆံကိုအဖေယူမှစိုးလို့ခါလေးကိုဒိန်ကြည့်ပြီးရှောင်နေသည်အချောင်းမှငါကောင်းကောင်းပြောနေရတော့အဖေကစိတ်မရှိသလိုအော်လိုက်ကလေးသိန်းခါကိုတိုးလိုက်သည်လေးသိန်းကမပေးဘူးဟုအော်ရင်နောက်ဆုတ်သွားသည်အဖေကအံ့အားတင်သွားသည်ဟင်အချောင်းမှငါခါတိုးလိုက်တာနေမယောင်ပါလားအဖေကလေးသိန်းရောင်နေလေးသိန်းစီကပက်ဆံကိုလူမီဆိုတဲ့အကြံနဲ့လေးသိန်းခါကိုတိုးလိုက်ခြင်းဖြစ်ပါသည်နင်ဘာလို့မယောင်တာလဲတင်းသိန်းမယောင်ပါဘူးဘာလို့ယောင်ရမှာလဲနင်ခါကိုတိုးရင်ယောင်နေသည်အေးအဲ့ဒါတကယ်ယောင်တာမဟုတ်ဘူးတမင်ယောင်ကြအောင်ဆောင်နေတာယောင်ကြအောင်ဆောင်တယ်ဟုတ်တယ်ငါယောင်ရင်လူတွေပြောမှန်းသိလို့တမင်ယောင်တတ်တဲ့ယောင်ဆောင်နေတာဟဲ့ငါယောင်မှငါ့ကိုအလုပ်ပေးကြပါအလုပ်လုပ်ခိုင်းကြပါလိအဲ့ဒါကြောင့်မယောင်တစ်ဖက်ယောင်တက်ချင်အောင်ဆောင်တယ်ဘာဖြစ်သေးလဲငါတူတွေတူမတွေကိုထမင်းဝအောင်ကျွေးနိုင်မှုငါအလုပ်မပြတ်အောင်ယောင်တက်ချင်အောင်ဆောင်နေတာသိပြီလားဟင်ချောင်းမနင်တော်ညံများပါလားဟုတ်တယ်ညံများရတယ်တကယ်တော့ငါကယောင်လို့တောင်မယောင်တတ်ဘူးအဖေကရုတ်တရက်ရဲလိုက်သည်နင်လက်ဝက်ချက်ကိုငါသိပြီကန်တူးမနင်လိန်စားတာတွေကိုငါဖော်ထုတ်ပြမယ်ဒီတခါမျက်နှာထားပြောင်းသွားသူကလေးသိန်းမလုပ်ပါနဲ့အဲ့လိုတော့မလုပ်ပါနဲ့ဒီဟာလေးနဲ့ငါတူတွေတူမတွေကိုလှုပ်ကြွေးနေရတာပါမပြောပါနဲ့ဟဲ့လေးသိန်းကတောင်းမရတဲ့ဘွားကြောက်သွားရပါလေကြီးအေးမပြောစေချင်ငါ့ကိုအရက်ဖို့ပေးဒါပဲရော့ဟဲ့ရော့မျိုးဟဲ့စို့ဟဲ့မကြင်မနဲ့နင့်မေအဖေတောင်းတော့အရက်ဖိုးကိုလေးသိန်းပေးလိုက်ရပါပြီခဏနေတော့အဖေဒီအောင်နိုင်သူစစ်သူကြီးပမာအိမ်ထဲကနေထွက်သွားသည်လေးသိန်းကအမြင်ထွက်သွားတော့အဖေကိုလှမ်းော်ပြောလိုက်သည်ဒါပဲနော်ဒီအကြောင်းတော့ဘယ်သူမှမသိသေးနဲ့နော်ဟဲ့မြတ်ဆောင်ငါပြောတာကြားရဲ့လားဘယ်သူမှပြန်မပြောနဲ့နော်အဲ့ဒါပါပဲညီမလေးတို့ရဲ့ဟင်ဒါဆိုလေးသိန်းကအေးတို့ကိုရှာရွေးရင်လို့တက်တလုံးရောင်တက်ရှင်အောင်ဆောင်နေခဲ့တာပေါ့နော်ကျွန်တော်နောက်ကျောင်းပြန်စကားကိုနားထောင်ပြီးညီမလေးနှစ်ယောက်မျက်ရည်ဝိုင်းလာကြသည်ရုပ်ဖရီလည်းမျက်နှာမကောင်းကြရောင်လို့တောင်မရောင်တတ်ဘူးတဲ့လားလေးသိန်းရဲ့ဖြစ်မှဖြစ်ရလေလေးသိန်းရဲ့ညီမနှစ်ယောက်လုံးရှက်ကြီးတငင်ငိုနေကြပါပြီငိုကြအားရပါရငိုလိုက်ကြညီမလေးတို့ကိုကတော့အဲ့ဒီနေ့ကလေးကဝါအောင်ငိုခဲ့ပြီးပါပြီကွာ